ခင်မွန်ရဲ့ဖုံးကွယ်ထားတဲ့စည်ရင်အမှန်တွေထွက်ပေါ်လာတာကြောင့်အိမ်တောင်ရဲ့ကံမကောင်းမှုဆိုပြီးဝေဖန်ခံနေရတဲ့ဤချောပုံရွှေဘုံပေါ်ဆန်ရွှေမင်းသမီးလေးလိုလှပနေပြီးချမ်းသာကြွယ်ဝတဲ့အမျိုးသားကိုပိုင်ဆိုင်ထားပေမဲ့အိမ်တောင်ရဲ့ကံမကောင်းမှုလို့သတင်းတွေထွက်ပေါ်နေတာကတော့မင်းသမီးချောဤချောပုံပဲဖြစ်ပါတယ်။ဤချောပုံကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးစင်းဝင်ခရိုနီတထေးကြီးတူနဲ့လက်ထပ်ခဲ့ပြီးချစ်စရာကောင်းတဲ့သမီးလေးအေစီကိုလည်းမွေးဖွားထားခဲ့တာပါ။ဒါကြောင့်ဤချောပုံကတော့အများမြင်မှာအိမ်တောင်ရဲ့ကံကောင်းတဲ့အမျိုးသမီးတူလို့ထင်မြင်ကြပြီးအားကြရတဲ့သူတွေတောင်ရှိခဲ့ပါတယ်။တကယ်တမ်းမှာတော့ဤချောပိုကလူမသိသူမသိအိမ်တောင်ရဲ့ကံမကောင်းရှာနေခဲ့တာပါအကြောင်းကတော့ဤချောပိုခင်မွန်းကအများမြတ်မှာလို့မဟုတ်ဘဲတီကြီးခတ်ထန်လုံးပြီးဤချောပိုကိုအော်ငေါက်တာတွေရှိနေကြတာဖြစ်ပါတယ်တခါခါဆိုရင်ဤချောပိုနဲ့သူ့ရဲ့ခင်မွန်းကသမီးလေးကိုကာကွယ်ဆေးထိုးပေးဖို့စေကန်းကိုလာတဲ့အချိန်သမီးလေးကငိုနေတာကြောင့်ဤချောပိုကိုခင်မွန်းဖြစ်သူကလူကြားထဲမှာတော့ဆူငေါက်နေခဲ့တာပါစေကန်းနဲ့မဝင်ခင်မှာလည်းဤချောပိုတယောက်ထဲကသာဝင်သွားခဲ့ရပြီးခင်မွန်းဖြစ်သူကအပြင်မှာပဲငုတ်တုတ်ထိုင်ဆောင်နေရတာဖြစ်ပါတယ်ဒီဖြစ်တွေကိုပရိသတ်တချို့ကအမှတ်မထင်မြင်တွေ့ခဲ့ကြပြီးအွန်လိုင်းပေါ်မှာပြန်ပြောလာခဲ့တာရှင်ဒါကြောင့်ဤချောပိုကိုထင်သလောက်အိမ်တောင်ရဲ့ကံမကောင်းမှုဆိုပြီးသုံးသပ်လာခဲ့ကြတာပါပွဲလန်းသပင်ရှိတာတောင်တူတူတွဲမတက်တဲ့အပြင်တွဲတက်ရင်လည်းအချောက်ဆုံးတွဲတွေလိုကျင်နာတဲ့အရေးရောင်တွေမပြတာကြောင့်ဤချောပိုကိုပရိသတ်တချို့ကတော့ဂယုဏတက်နေကြပါတယ်ခင်မွန်းဖြစ်သူရဲ့ဖုံးကွယ်ထားတဲ့စိတ်ရမ်းမှန်တွေထွက်ပေါ်လာတာကြောင့်အိမ်တောင်ရဲ့ကံမကောင်းမှုလို့ဝေဖန်ခံရတဲ့ဤချောပိုအပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်